လေတရားရုံးသွားမဘလောက်ပေးရတရားရုံးတရားရုံးဆိုရင်ဒီကကားနဲ့ကြက်တယ်ဗျ9000တော့ပေးဗျာနော်9000လားဟုတ်ပေးမယ်လေရတယ်ဟုတ်တရားရုံးသွားမှာဆိုဘာမှုလဲမရက်ခုံးမှုဟာဘာတွေကြောက်ပြောနေတာလဲသူတို့သားတရားရုံးသွားပြီလက်မှတ်သွားထိုးပါသူတို့သားလားသူတို့သားမင်္ဂလာသူတို့သားမသိဘူးဗျာဟိုတရားရုံးသွားမယ်ဆိုတော့ဘာမှုများလဲလို့ကူညီပေးနိုင်တာရှိလို့ရှိရင်ကူညီလို့ရအောင်ပါရပါတယ်ကိုသူတို့သားတွေရတယ်မင်္ဂလာသူတို့သားသူတို့သားဆိုရင်တော့ကျွန်တော်ကအရင်ကမင်္ဂလာရှိသွားပြီဗျာ9000မပေးနဲ့တော့2500ပဲပေး1500တကယ်ကြီးလားတကယ်ပေါ့ဗျာသဘောကောက်လိုက်လားညီလေးဟုတ်သွားမယ်လေသွားမယ်နော်ဟုတ်တယ်မောင်လေးဟိုဒီနားမှာလေတိုက်ပုံမဝတ်ထားတယ်အမယောက်ျားကိုတွေ့မိလားဟဲ့တိုက်ပုံပြောတာဘာစကားပြောတာခင်ဗျားကျုပ်တို့ဘာမှမဆိုင်ဘူးမဟုတ်ပါဘူးဒီဟာကိုပြောတာမဟုတ်ပါဘူးမနက်ကလေကျမယောက်ျားပေါ်တိုက်ပုံအဝါကြီးဝတ်ပြီးအလှသွားမယ်ဆိုပြီးထွက်သွားတာအခုထိပေါ်မလာလို့တိုက်ပုံအဝါကြီးဝတ်ပြီးဘယ်နာသွားသိနေလဲမသိပါဘူးကိုဒီမတောက်ရတော့ဒီဘက်ကိုလာတော့မတွေ့မိဘူးဗျာဟုတ်လားဟုတ်ကဲ့မောင်လေးအမကိုစိတ်ုံလိုက်ပို့ပေးပါလားယင်အမကျွန်တော်မှာခီးတယ်ပါတယ်ဗျဟုတ်တာပဲရပါတယ်ဒါဆိုဟုတ်ကဲ့နေစမ်းမအောင်ခင်ဗျားဘယ်စေးုံသွားမှာကျမတရားရုံးနာစေးုံတရားရုံးနာစေးုံလားဟုတ်ကဲ့ဒါဆိုလဲစင်တာပဲညီလေးခေါ်လိုက်လေအဲ့ဆိုခေါ်လိုက်ဟုတ်ကျွန်တော်လည်းအစရဲခေါ်နေနေတာဗျဟိုအခုအစင်မပြေမှဆိုလို့အစင်မပြေပါတယ်ညီလေးဟိုမှာကိုဝင်းနဲ့ကူညီရမှာဗောညီလေးရယ်နော်ဟုတ်ကဲ့ဟုတ်မောင်လေးဟိုအဲ့ဆိုဘယ်လောက်ပေးရမလဲဟောကားကလည်းပေးမနေပါနဲ့ဗျာကိုဝင်းနဲ့ပြီးတော့လမ်းလည်းတည့်နေရပဲကူညီပေးလိုက်ပါမယ်နော်ဟုတ်တယ်မောင်လေးကျေးဇူးတင်လိုက်တာကျေးဇူးပါမယ်နော်ကိုနော်ဟုတ်အေးတက်လိုက်မယ်နော်တက်လိုက်အမလေး你不能忙了，没什么来了，没丢了。哎呀，没人时间好对了，没干忙了，单要写了，哎呀我。သွားပြီကိုရမ်းဆိုတော့ကြာပြီဗျလုံးဗျာလုံးတာပြီးတော့ဘွားတခုတော့ပြစ်ပြီချိန်လာတာတို့ကြည့်အောင်ဟာတို့ပြောကြပါရှင်တို့စနေကျမဘိုက်ပူနာလာပြီဟာတဲလေးပုံလာပြီဟယ်လိုတဲလေးရှင်မရောက်နေပြီလေဒီမှာလူကြီးအားမစောင့်နေပြီအေးကိုလာနေပြီတဲလေးကိုလာနေပြီတကယ်လာနေပြီကားပေါ်မှာကားလမ်းပိတ်နေလို့နော်ရှင်မလာဘာလဲညီလေဟမ်ရှင်ဘာလဲမဟုတ်တာလုံးညာလဲပြောမဟုတ်ပါဘူးတဲလေးကိုတကယ်မလုပ်ပါဘူးဘာမှမလုပ်ပါဘူးတဲလေးတကယ်ပြောတာပါမဟုတ်တယ်လေမဟုတ်ဘူးတကယ်မဟုတ်ဘူးတကယ်မလုပ်ပါဘူးမလုပ်တကယ်မဟုတ်ဘူးဆိုတာကားသမားလည်းတက်ရှိတယ်မယုံပြောကြည့်နော်ကားသမားမေးကြည့်လိုက်နော်မေးကြည့်လိုက်ဟုတ်ပါတယ်ဗျာကောင်မလေးကနာလို့អော်နေတာပါနာလို့អော်နေခင်ဗျားပြောပို့ဆိုးပါပြီဘာကြောက်ပြောနေတာလဲပြန်လေးကနာလို့អော်နေတာလေမရှုံးဘူးတဲမယုံဘူးဆိုကိုဗီဒီယိုဘောခေါ်ပေးမယ်နော်ဟုတ်ပြီလားနော်ဟုတ်ပြီလားခင်ဗျားနေသားပါဗျာအခုကြည့်ဗီဒီယိုခေါ်မယ်ဟေးခင်ဗျားအဲ့လိုရှူဘောချနေလေဗျာရှူဘောချနေလေဗျာဟေးကျူနေပေါက်ချနေတယ်ဒီမှာဟေးဒီမောပေါက်တာနေဟေးမွေးတော့မတင်နဲ့ဒီမှာပေါက်တာဆိုမွေးတော့